ကစားသမားဘွားအဆုံးသတ်သွားနိုင်တဲ့ Stanford တက်ပရိသတ်များလုံးပဲမင်္ဂလာပါများရွှေရိုး fight ကနေပြန်လည်ကြိုဆိုလိုက်ပါရင်ဒါမဲ့ August လအတွင်းကျင်းပဖို့စီစဉ်ထားတဲ့ Stanford တက်နဲ့ Dan နဲ့ Zambo Anga တို့ရဲ့တွဲဆိုင်က Stan တန်ရာရသွားလို့ပြတ်သွားခဲ့ရပြီဖြစ်ပါတယ်။ Stan ကတန်ရာကြောင့်ပြီးခဲ့တဲ့နှစ်ကလေးကအနားယူနေခဲ့ရတာဖြစ်ပါတယ်။သူမရရှိထားတဲ့ဒုတန်ရာကိုလည်း Stan ကခွဲစိတ်ကုသမှုခံယူခဲ့ရပါတယ်။အဲဒီနောက်တန်ရာကနေပြန်လည်သက်သာလာခဲ့ပြီဖြစ်တာကြောင့် Stan ကလေ့ကျင့်မှုတွေကိုတော့မှပြုလုပ်ခဲ့သေးပြီး One Championship ကလည်းပြီးခဲ့တဲ့နှစ်ကလေးကမဖြစ်လိုက်တဲ့ Stan နဲ့ Zambo Anga တို့ရဲ့အမျိုးသမီးအတန်ဝိတ်တန် MMA Champion ကပတ်လူပွဲကိုအမေရိကန်နိုင်ငံတန်မာမှာကျင်းပမဲ့1173မှာခေါင်းပွဲအဖြစ်တည်ပြီးခဲ့တာဖြစ်ပါတယ်။ပွဲကျင်းပဖို့3လဝန်းကျင်ပဲလိုတော့တဲ့အချိန်မှာ Stan တယောက်ဒဏ်ရာထပ်မံရရှိခဲ့ပြန်ပြီး1173မှာဝင်မထိုးနိုင်တော့ဘူးလို့ဆိုလာခဲ့ပါတယ်။ဒါကြောင့်လည်း Stan ကပြန်ပွဲကနေနှုတ်ထွက်သွားခဲ့ပြီးတခြားသော Champion ကပတ်လူပွဲတွေနဲ့မြဲမြဲဆိုင်ဆိုင်မရှိတော့တာကြောင့်လက်ရှိရွေးထားတဲ့ပြန်ပွဲကိုဖျက်သိမ်းပြီးလာမယ့်နှစ်မှာထူးခြားဆန်းသစ်တဲ့တင်ဆက်မှုတွေနဲ့ပြန်လည်ကျင်းပတော့မယ်လို့ One Championship ကဆုံးဖြတ်ခဲ့ပါတယ်။ဒါအပြင်ဒဏ်ရာကြောင့်ဆိုပြီးပွဲကြီးပွဲကောက်ကိုနှစ်ကြိမ်ထိထိပြက်ကွက်ခဲ့တဲ့ Stan စီကနေ Champion ကပတ်ကိုOne Championship ကပြန်လည်ရုပ်သိမ်းလိုက်ပြီးဖြစ်ပြီးပြန်ပွဲဖြစ်သူ Zambo Anga ထံအပီးတိုင်လွှဲပြောင်းပေးရလိုက်ပြီလည်းဖြစ်ပါတယ်။ Stan ကလည်းဒီကိစ္စအပေါ်မှာကြီးကြီးပြူနဲ့သဘောတူခဲ့ပါတယ်။ဒီပြန်ပွဲဖျက်သိမ်းလိုက်ရခြင်းပေါ် Cherry က Stan ရဲ့ဒဏ်ရာပြဿနာကိုကြားသိရတဲ့အတွက်အဆင်မကောင်းဖြစ်မိပါတယ်။အမြန်ဆုံးပြန်လည်ကောင်းမွန်လာနိုင်ဖို့ကိုလည်းကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်။ Stan ကဒဏ်ရာကြောင့်ပြန်ပွဲကနေတက်ပြီးနှုတ်ထွက်လိုက်တော့ကျွန်တော်တို့စီမှာတခြားသောစိတ်ဝင်စားစရာပွဲတွေဘာမှသိမရှိတော့ဘူး။ဒါကြောင့်ဓမ္မမှာကျင်းပဖို့ရည်ရွယ်ထားတဲ့ဒီပြိုင်ပွဲကိုလာမယ့်နှစ်ဇွန်လမှာကျင်းပဖို့အတွက်ကျွန်တော်တို့ဘက်ကအခက်အခဲတဲ့ဆုံးဖြတ်ချက်တစ်ခုချမှတ်လိုက်ရတယ်။ကျွန်တော်တို့က US ကိုကမ္ဘာအကြီးကျယ်ဆုံးသောဖျော်ဖြေမှုတွေပဲပေးချင်တာပါ။ US ကလည်းကျွန်တော်တို့ရဲ့ကမ္ဘာလုံးဆိုင်ရာအကြီးကျယ်ဆုံးသောဒေသအဖြစ်ဆက်ရှိနေအောင်ပါပါ။နောက်ဆိုရင်159ပွဲစဉ်တွေကိုပါ US မှာလာရောက်ကျင်းပဖို့အတွက်ကျွန်တော်တို့စဉ်းစားထားတာရှိပါတယ်လို့ Cherry ကပြောခဲ့ပါတယ်။ Stan ဟာအသက်28နှစ်အရွယ်သားရှိနေသေးပြီးကစားမဘွားအကောင်းဆုံးအချိန်ကာလတစ်ခုကိုရောက်ရှိနေတာဖြစ်ပါတယ်။ပြောရမယ်ဆိုရင် Stan ဟာအမျိုးသမီးအတန်ဝေတန်းမှာ Angeli ပြီးရင်အကောင်းဆုံး fighter အဖြစ်ပွဲခံနိုင်ခဲ့သူဖြစ်ပါတယ်။ဒါပေမဲ့လည်း2023ခုနှစ်မှာရရှိခဲ့တဲ့ဒူးရိုဆိုဗီယက်တန်ရာက Stan ရဲ့ကစားမဘွားကိုဆွဲချသလိုဖြစ်ခဲ့ပါတယ်။ဝမ်ဘတ်က Stan ရဲ့တန်ရာအခြေအနေကိုအသေးစိတ်မထုတ်ပြန်ပဲလေ့ကျင့်ခွင့်မှာရရှိခဲ့တဲ့ဒူးရိုဆိုဗီယက်တန်ရာလို့သာပြောဆိုခဲ့တာကြောင့်အားကစားသမားတွေနဲ့မစိမ့်တဲ့ ASEAN တန်ရာဖြစ်ဖို့များနေပါတယ်။ ASEAN တန်ရာကစားသမားတွေအတွက်အိမ်မက်ဆိုးဖြစ်ပြီးရရှိခဲ့မယ်ဆိုရင်အနည်းဆုံး6လကနေတစ်နှစ်လောက်ထိအနားယူလာတာဖြစ်ပါတယ်။တန်ရာရပုံရနည်းပေါ်မူတည်ပြီးအပီးတိုင်ပျောက်သွားတဲ့သူတွေရှိသလိုအရှင်းမပြောက်တဲ့သူတွေလည်းရှိပါတယ်။ဒါအပြင် ASEAN တန်ရာရရှိတဲ့သူတွေအနေနဲ့ဒဏ်ရာပြောက်ကင်းခဲ့မယ်ဆိုရင်တော့ဒဏ်ရာမရခင်ကစွမ်းဆောင်ရည်မျိုးကိုပြန်လည်ပြသနိုင်ဖို့ဆိုတာအတော်လေးခက်ခဲပါတယ်။ဒီဒဏ်ရာကိုတော့ဘောလုံးပရိသတ်အတိုင်းကကောင်းကောင်းကြီးရင်းနှီးပြီးသားဖြစ်ပါတယ်။လက်ရှိတရားဒီမှာလည်း Manchester United အသင်းရဲ့နောက်ခံလို့ Lisandro Martinez ဟာ ASEAN ဒဏ်ရာကြောင့်ရာသီကုန်ထိအနားယူနေရတာဖြစ်ပါတယ်။ Stan တယောက်ပထမတစ်ချိန်ဒဏ်ရာရသွားတာကြောင့်အနားယူရတယ်။ဒီနေ့လောက်နားပြီးပြန်လာနိုင်ခဲ့တယ်။ဒါပေမဲ့အခုပွဲထိုးဖို့3လအလိုမှာဒဏ်ရာပြန်ရတယ်ဆိုတဲ့အနေအထားကအရှင်းပြောက်သွားဖို့ခက်ခဲသွားပြီလို့သုံးသပ်ရမှာဖြစ်ပါတယ်။ဒါပေမဲ့ Stan ရဲ့ဒဏ်ရာဟာ ASEAN ဒဏ်ရာဟုတ်မဟုတ်ဆိုတာကတော့တေချာပေါက်မသိရသေးပါဘူး။ Stan ရဲ့တက်ဆိုင်တဲ့အတိုင်းဝိုင်းဘက်ကလည်းသူ့ရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီးတိတိကျကျထုတ်ပြန်ထားတာမျိုးမရှိရသေးပါဘူး။ဖမ်းမိရဲ့သတင်းတွေအရဆိုရင်တော့ Stan ဟာလေ့ကျင့်ရေးလုပ်နေရင်ဒူးရွတ်ဆုပ်ပြဲဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒူးဟာ MMA fighter တွေမှမဟုတ်ပါဘူးအားကစားသမားတိုင်းအတွက်အရေးကြီးတာကြောင့် Stan တယောက် MMA ဂျိုးဝိုင်းတဲ့ကိုပြန်လာနိုင်ဖို့ကခက်ခဲသွားပြီလို့ပဲသုံးသပ်ရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါများဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းအကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးချပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ။